ဒီဗီဒီယိုလေးကကြတော့ပယံဆရာတွေအုပ်ချိုးတဲ့အခါမှာကျွန်တော်တို့တန်လဲနဲ့ခောက်ပြီးတော့ချိုးတာလေးတွေရှိတယ်အချိုးစားမညီပဲနဲ့ကျိုးသွားတဲ့အုပ်တွေလည်းရှိတယ်ပေါ့နော်ကျိုးသွားတဲ့အုပ်တွေဒီလိုမျိုးပယံဆရာတွေအတွက်နီလန်းကောင်းလေးဖြစ်ပါတယ်နော်အုပ်ချိုးတဲ့အခါမှာဘယ်လိုမျိုးချိုးသွားလဲဆိုတာကျွန်တော်တို့တူတူကြည့်ကြမယ်ခင်ဗျာကြောက်ဆက်နဲ့ဖြတ်မယ်ဆိုလည်းအဆင်မပြေဘူးတန်လျက်နဲ့ပေါက်ဖြတ်မယ်ဆိုရင်လည်းအဆင်မပြေဘူးပေါ့နော်ကျွန်တော်တို့တွေလွှားနဲ့ဖြတ်မယ်ဆိုရင်လည်းအဆင်မပြေဘူးပေါ့နော်ဒါကတော့ပေါက်အုပ်ကလေးဖြစ်ပါတယ်နော်အဲ့တော့ဘယ်လိုမျိုးကျွန်တော်တို့ကဒါကိုအချိုးစားညီညီဖြတ်မလဲဆိုတာကိုဖြတ်မဲ့နီလန်းလေးကိုကျွန်တော်တို့ပြပေးမှာဖြစ်ပါတယ်နော်ဒါလေးတစ်ခုလောက်ထားတယ်ဆိုလို့ရှိရင်ကျွန်တော်တို့တစ်ခုကိုလောက်ထားတယ်ဆိုလို့ရှိရင်ဒီပေါက်ဒီလိုမျိုးအုပ်ကလေးတွေကိုကအမြဲသုံးရတဲ့ခါမှာဒါလေးအသုံးပြုတယ်ဆိုလို့ရှိရင်ဒါအချိုးစားညီညီနဲ့အုပ်ကိုချိုးလို့ရတယ်ပေါ့နော်အောက်ကခံနဲ့အောက်ကတန်ချောင်းလေးတွေခံလိုက်တယ်ခံပြီးတော့မှကျွန်တော်တို့အဲ့ဒီဘောက်အုပ်လေးကိုတင်လိုက်တယ်ပြီးရင်တော့အပေါ်ကလည်းတန်ချောင်းလေးတစ်ချောင်းပေါ့နော်အဲ့လိုမျိုးလေးတင်ပြီးတော့ဆက်ခနဲ့ရိုက်ထည့်လာတယ်လုံးဝအညီပဲနော်တကယ်ကိုမှမိုက်ပါတယ်ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကအကျိုးရှိတယ်မချိဘူးဆိုတာလည်းကျွန်တော်ကိုပြောခဲ့ပါဦးခင်ဗျာကျေးဇူးတင်ပါတယ်